Halo, saya Aming lah dari Ucida. So ini adalah customer punya Komatsu PC 200 test 7 lah. Original mempam sudah convert jadi kami punya NTY K3B 112 punya hydraulic mempam lah. Terima kasih bos kerana cuba kami punya mempam Power ada, jimat minyak, performance cantik customer sangat puas hati So korang kalau ada yang berminat nak cuba mempam kami kan, boleh kontak kami sekarang lah. Thank you very much.ဒါလေးကတော့ pan speed control bar အဆက်လေးဖြစ်ပါတယ်ဒီကောင် pilot ပိုင်းရဲ့ဘားရဲ့တွဲတက်မှာပေါ့နော်ဒါလေးကတော့မြန်မာနိုင်ငံနဲ့လည်းအောင်မြင်ပြီးသားကျွန်တော်ကိုယ်တိုင် light and land တက်ဆင်ပေးပြီးတော့အောင်မြင်ထားတဲ့ဆက်တွေအများကြီးရှိပါတယ်ဒီဘားလေးကိုကျွန်တော်တို့ပြန်လဲအယောင်းတင်ခြင်းဖြစ်ပါတယ်ရောင်းဝယ်လိုကလည်းမြင်တယ်လို့ရောင်းလိုကလည်းရှိပါတယ်ဝယ်လိုကလည်းကောင်းပါတယ်ဒါပတ်တက်ဆင်အောင်မြင်ပြီးတဲ့ဖြစ်ပါတယ် pan control လာမကောင်းတဲ့ဆက်တွေဝါလိုင်းမကောင်းတဲ့ဆက်တွေလုံးဝဝါယာဆန်စာတစ်ခုမှမလိုတော့ဘဲနဲ့ဒီအတွဲလေးကိုတက်ဆင်လိုက်အောင်အဖြစ် K3B ပတ်အနေနဲ့တွဲပြီးတက်ဆင်လိုက်အောင်အဖြစ်နဲ့ဒါရဆက်အသစ်လိုမောင်းနေနိုင်မှာဖြစ်ပါတယ်ဆန်စာတွေရဲ့အလုပ်လုပ်ပုံစံတိုင်းအလုပ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်ကလုံးဝတွက်လက်ပေါ်ပါပြီးတော့ pressure 6000 9000 8000အထိဆက်ရဲ့ကြန့်ခိုင်ရေးပုံမှာမူတည်ပြီးတော့ဒါpressure မြင့်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ် pan flow နဲ့ pressure ကိုထိန်းညှိပြီးတော့ချိန်ဆပေးတဲ့ pan speed control bar လေးဖြစ်ပါတယ်ဒီ pan speed control bar လေးကိုဝယ်ယူမှရှင်နေဆိုရင်တော့နေပြီးတော့မှအထိုင်ရောင်းပေးနေပါတယ်ဒါကတော့ဖုန်းနံပါတ်ကတော့899-233-90-255-13-00-29 ဆက်သွယ်မှယူနိုင်ပါတယ်ခင်ဗျာHalo, bersama saya lagi, Aming dari Ucida. So, hari ini saya ingin nak tunjuk produk kami, speed control valve. So, di depan saya kan ada 3 jenis speed control valve lah. So, ini ialah K3B 112, ini ialah K3B 63, dan ini ialah K3B 180. So, apa kelebihan kalau pasang kami punya speed control valve? Kelebihannya ialah boleh stabilkan itu hidrolik dengan jimatkan minyak. So, cameraman boleh datang sini tunjuk je.
Okay, so ini antara ialah speed control full set punya barang lah. So ada hose, pilot pump dengan ini specialist speed control valve. So ini ialah K3B 180, ini ialah K3B 63, ini ialah K3B 112. So K3B 63 kan, di atas satu ini valve block yang kecil punya. So sekarang ada promotion kau-kau lah. So kalau berminat boleh PM ke atau komen dengan saya. Thank you. Bye. မင်းတို့ပင်မနေပြီလားပင်မနေလဲနားွယ်မရှိဘူးငါတို့ဘဝတွေကချောင်းပိတ်ရမရှိဘူးပင်မလာခဲ့ရင်တော့မှဒါအဖေအတွက်ဒါအမေအတွက်ဒါငါမိသားစုအတွက်ဆိုပြီးတော့စိတ်တွေကိုတတ်မှတ်ထားဒီငွေကြောင့်ငါတို့တွေဟာမိသားစုနဲ့ခွဲခွာပြီးတော့ဒီလိုအလုပ်တွေကိုလာလုပ်နေကြတယ်အဲ့တော့ငါတို့တွေမိသားစုနဲ့အမြန်ဆုံးစုံစည်းနိုင်မှုအတွက်ရတဲ့ပတ်စံတွေကိုလည်းအလွဲသုံးစားမလုပ်ပါနဲ့ဒီချင်းကစပြီးတော့မင်းတို့အဲ့ဒီစိတ်သက်ခွန်အားတွေရှိမှရအဲ့တော့ရပြီမင်းတို့လောက်ကြဆက်လုပ်လိုက်တော့ ရသမျှလှရှာဝမ်းရည်အတွက်မငြင်းညူဘူးလေပြောရမှာမနေရလို့အောင်မလျှော့ပါဘူးလေနေရကြတဲ့ရက်တွေအရင်လုံးမိသားစုတွေထမင်းဝိုင်းမှာလူတွေမဆုံးတော့ပဲစိတ်ဓာတ်မကြပါဘူးမပြည့်စုံတဲ့ဘဝကံတရားကိုအပြည့်လို့မမြင်ခဲ့ပဲမပြည့် Ini adalah Caterpillar 320T Ori SBS 120 mempam convert jadi kami punya NTY 120 mempam. Terima kasih bos kerana pakai kami punya mempam. Customer puas hati power ada, jimat minyak dan mesin jadi laju. Thank you. Okay.